ဖေဖေမေမေတို့ရေစိတ်ထဲမှာတနေ့9ကြိမ်ပေါ်လာတတ်တဲ့ဆူချင်စိတ်ကိုဘလို့တုံးချပြီးကလေးကိုအမှန်တကယ်ပြုပြင်နိုင်မလဲဆိုတာဒီ3မိနစ်အတွင်းမှာအတူတူဖြေရှာကြည့်ရအောင်စူရဲဆိုတာမေတ္တာရဲ့ဘာသာစကားတစ်မျိုးပါပဲဒါပေမဲ့ဒီဘာသာစကားကိုတေချာမပြောတတ်ရင်ကလေးကနားမလဲပဲစိတ်တန်ရပဲရသွားတတ်ပါတယ်ဒါဆိုကလေးကိုဘယ်ချိန်တွေမှာဆူရမှာလဲဘယ်ချိန်တွေမှာမဆူရဘူးလဲဘယ်လိုဆူရမှာလဲကျမတို့တူတူစဉ်းစားကြည့်အောင်ကလေးကိုမဆူရမဲ့အချိန်6ချိန်ကိုကျမရဲ့အရင်ဗီဒီယိုမှာကြည့်လို့ရပါတယ်နော်ကလေးကိုဆူတဲ့အချိန်ဆိုတာနံပါတ်1သူများကိုဖြစ်စေကိုဖြစ်စေအန်တီရဖြစ်စေနိုင်တဲ့အချိန်ချွန်ထက်တဲ့အရာကိုင်းပြီးစော့တယ်လမ်းပေါ်တက်စော့တယ်ဒီလိုချိန်မျိုးမှာအမြန်ဆုံးတိကျတဲ့တန်နဲ့မလုပ်ရဘူးလို့ပြောရပါမယ်ပြီးရင်ဘာကြောင့်မလုပ်ရတာကိုရှင်းထားရပါမယ်ကလေးကိုကာကွယ်ခြင်းနဲ့ချစ်ချင်းမေတ္တာကြောင့်ဆူရတာမျိုးပါနံပါတ်2သူများရဲ့စိတ်နှလုံးကိုနာကျင်စေတဲ့အချိန်တစုံတစ်ယောက်ကိုရိုင်းဆိုင်စွာဆဲရိတ်တာကစလို့ညှင်းဆဲတာမျိုးထိဒီလိုအချိန်မျိုးမှာဆူရတာကကလေးကိုချင်းစာစိတ်ရှိအောင်ပါ။ဘာကြောင့်မလုပ်တဲ့နာလဲ။သူများဘလို့ခံစားရမှာလဲ။ကိုဖြစ်ရင်ဘလို့ခံစားရမှာလဲဆိုတဲ့စာနာစိတ်ရှိအောင်ဆုံးမတာပါ။နံပါတ်3ကတော့ကိုချင်းတရားနဲ့စန့်ကျင်တဲ့ချိန်လိန်ညာတာခိုးယူတာဒီလိုအချိန်မျိုးမှာချက်ချင်းဆူရပါမယ်။ဒါဟာကလေးတယောက်ရဲ့အနာဂတ်အတွက်အရန်ကိုရေးကြည့်လို့ပါ